ဖြစ်စီခဲ့တော့ရာရာမင်းတွေမြတ်သိရှိခဲ့သူနော်ဒီတော့ဆိုတာကောင်းလေးညိုင်လို့နေရပဲနာမှာအကြောင်းယုံလေးလို့မြဲရရှိတဲ့ငါမှာမနာခင်လေးပဲနေများကြတယ်ပြန်တဲ့Goodbye.